ဆယ်တန်းဆက်လက်တဲ့အမှတ်များတဲ့ MAC scholarship ရမှာလားတကယ်တော့ MAC scholarship ကအမှတ်တစ်ခုလုံးကြည့်တာမဟုတ်ပါဘူး application form written exam interview စတဲ့၃ခုလုံးကိုကြည့်တာဖြစ်ပါတယ် application form ဆိုတာကဒီကျောင်းသားဘယ်လိုလူမျိုးလဲဆိုတာကိုဖော်ပြတဲ့စာရွက်ဒီနေ့တော့ MAC scholarship ရှောက်တုံးကသုံးခဲ့တဲ့အချက် tips 5ခုကိုပြပြပါမယ်နံပါတ်1 authenticity သူများတွေနဲ့မတူဘဲကိုယ်မှာပဲရှိတဲ့ story ကို unique ဖြစ်အောင်လို့ရေးတာမျိုးပါဘာကြောင့်ကျွန်တော်စိတ်ဝင်စားရလဲဘယ်လို challenge တွေကိုကြော်ဖြတ်ခဲ့လဲဘယ် experience တွေကကိုယ့်ကိုပြောင်းလဲစေခဲ့လဲစတဲ့အချက်တွေကို storytelling ကောင်းကောင်းနဲ့သုံးပြီးတော့ကိုယ့်ကိုမိတ်ဆက်ပါနံပါတ်2ပြောထက်အလုပ် Robot Club ရဲ့ member တယောက်ဖြစ်ပါတယ်လို့ရေးတာချက်ဒီလိုမျိုးရေးလိုက်မယ်ဆိုရင်အပြောထက် experience ဒီနေ့တခါတည်းတက်တည်ပြပြီးသားဖြစ်သွားပါတယ်နံပါတ်3 extracurriculars ကျောင်းစာတွေမဟုတ်ဘဲနဲ့ကျောင်းပြင်ပ activity တွေနဲ့ hobby စတာတွေပါ volunteer လုပ်တာ guide လုပ်တာ part time job တွေလုပ်တာစတာတွေကိုရေးလို့ရပါတယ်အရေးကြီးတဲ့ချက်ကအဲ့ဒီကနေဘာ skill တွေရခဲ့လဲဆိုတာပါ number 4 passion ကိုရွေးတဲ့ major ပေါ်မှာ passion စိတ်ဝင်စားမှုဝါသနာပါတယ်ဆိုတာကိုပြဖို့လည်းအရင်ရေးကြည့်ပါတယ်ပြိုင်ပွဲတွေ workshop တွေ project တွေရရှိမှုတွေစုတွေဒါတွေကိုထည့်ပြီးတော့ဖော်ပြနိုင်မယ်ဆိုရင်ဒီကျောင်းသားကကျောင်းတွင်းမှာမဟုတ်ဘဲနဲ့ကျောင်းပြင်ပမှာပါလေ့လာမှုမပြတ်နေဘူးဆိုတာကိုဖော်ပြပြတာဖြစ်သွားပါမယ်နောက်ဆုံး final tip အရေးကြီးဆုံးတစ်ခု future plan ကိုမတင်မချာမရေမရနဲ့မရေပါနဲ့ဥပမာဂျပန်မှာပညာသင်ပြီးမြန်မာနိုင်ငံကိုကူညီချင်ပါတယ်ဒီလိုရေးတာကမှားတော့မမှားပြီမယ်တကြောင်နေတော့မလုံလောက်ပါဘူးဘာစကေးတွေသင်ယူခြင်းလဲဘယ်ဖီးတွေကိုဝင်ခြင်းလဲဝယ်ရပြီးရင်ကျောင်းဆက်တက်မှာလားမာစတာဆက်တက်မှာလားအလုပ်လုပ်မှာလားဘယ်လို industry တွေကိုသွားခြင်းလဲ example တွေပေးလို့ရရင်ပိုကောင်းပါတယ်ပို့ပြီးတော့အသေးစိတ်ကြလေလေစစ်ဆေးသူတွေရဲ့မှတ်ဉာဏ်ထဲမှာဆွဲထင်ခြင်းလေးပါဒါဆိုရင်နောက်အဆင့်ဒီမှာရွေးချယ်ခံရဖို့ရခိုင်နှုန်းပိုများပါတယ်အဲ့တော့2029 MASD အတွက်ဖောင်ဖြစ်နေတဲ့သူတွေရှိရင်မသိရတဲ့ရှိရင်အမောက် comment မှာမိတော့လို့ရပါတယ်နော်နောက်ဗီဒီယိုတွေမှာလည်းစာမေးပွဲ tips နဲ့ interview tips တွေကိုဆက်လက်ပြီးဝေမျှပေးသွားမှာဖြစ်ပါတယ် follow လုပ်ထားလိုက်ပါအောင်နော်တတာ